ကျွန်တော်တို့ printer လဲ driver install လုပ်ပြီးပြီ computer မှာလဲ printer ရှိနေပြီဆိုရင်တော့ကျွန်တော်တို့ဟိုလက်တွေ့စာရွက်လေးတွေကိုထုတ်ကြည့်အောင်နော်ခုကျွန်တော်ရေးပြီးသားစာအုပ်တွေက computer အခြေခံစာအုပ်လေးပေါ့နော် computer အခြေခံစာအုပ်လေးတွေကကျွန်တော်တရွက်တော့ကိုကျွန်တော်ထုတ်ကြည့်အောင်နော် computer basic ဒီစာသင်20မှာရှိပါတယ်အဲဒီမှာကျွန်တော်ပထမဆုံးစာရွက်လေးကိုပဲကျွန်တော်ထုတ်ကြည့်လိုက်ရပါတော့ computer basic အဲဒီကျွန်တော်တို့ file ကနေကျွန်တော်တို့ print ပေါ့နော် file ကနေ print ကိုရွေးမယ် print ကိုနှိပ်ပြီးတော့ printer ကိုရွေးမယ်ပေါ့နော် printer ဒီမှာရွေးပြီးသား Canon 2009ဟာဟုတ်ပြီအဲ့ဒီမှာကျွန်တော်စာရွက်ရွေးအောင်မယ်နော်စာရွက်ကျတော့ကျွန်တော် property ကိုတစ်ချက်နှိပ်မယ်ကျွန်တော်ရဲ့စက်ကူကကျွန်တော်က B4 ဟိုဟာ B5 စက်ကူဖြစ်တယ် B5 ပေါ့နော် B5 ကို portrait ဖြစ်တယ်အဲ့တော့ OK နှိပ်ရပါတော့နော်အဲ့တော့ခုနှစ်လက်မှတ်10လက်မှတ်ဟုတ်ပြီကျွန်တော်လောဆယ်ကျွန်တော်တစ်ရွက်ပဲထုတ်မှာဆိုတော့ current page ကိုရွေးလိုက်မယ်နော် current page တုပ်လုံးမထုတ်သေးဘူးကျွန်တော်တစ်ရွက်ပဲထုတ်မယ်အဲ့တော့ကျွန်တော်တို့ကprint ထုတ်ဖို့ကျွန်တော် printer ရွေးမယ်စာရွက်ရွေးမယ်အလျားလိုက်လား down လိုက်လားအလောက်စာရွက်အနေထားကိုရွေးမယ်ဘယ်နှရွက်ထုတ်မှာလဲဆိုတာကိုရွေးမယ်ပေါ့နော် current page ထုတ်ပြီးကျွန်တော်တို့ OK နှိပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ printer ပုံလေးနဲ့ print ထုတ်နေပါပြီဒါဆိုရင်ကွန်ပျူတာအခြေခံသမားတွေအနေနဲ့ကွန်ပျူတာ printer ကိုထုတ်ဖို့ဆိုတာမခဲဘူးဆိုတာသိပါလိမ့်မယ်သူရဲ့နည်းစနစ်လေးတိုင်းတော့လုပ်ပေးဖို့လိုတာပေါ့နော်ကျွန်တော်တို့ printer ကိုprinter ရွေးမယ်စာရွက် download လေးရလိုက်ရွေးမယ်စာရွက်ရွေးမယ် copy block ဆိုတာလေးကိုကျွန်တော်ရွေးပေးမယ်နော်အဲ့လိုလေးတော့ကျွန်တော်လုပ်ပေးဖို့လိုတယ် okay